ဘုန်းကြီးတို့လည်းအသက်80ကျော်လာတဲ့အခါကိုယ့်ကိုတန်ဝေကတွေအများကြီးဖြစ်တန်ဝေကတွေအများကြီးဖြစ်ရတယ်။ဘာဖြစ်လို့တော့ဆိုငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒါတွေမစင်စားမိဘူးမစင်စားမိရုံနဲ့မကဘူးကိုကငယ်ငယ်ဆိုရင်အဖိုးဖွားဖို့တွေတွေ့တဲ့အခါသူတို့မွေးတွေကအိုကြီးတွေပဲထမရဲ့လို့တောင်းစိတ်ကအောင်းမေ့ပြီစဉ်းစားဖို့နေတာနော်စဉ်းစားဖို့နေတာတခါတည်းရန်ကြတော့ကိုအိုတာကိုသိမမြင်ဘူးသူများအိုရင်တော့မြင်ကြဒါလည်းတဘာဝပဲသူများအိုတာကိုမြင်ပြီးတဲ့အခါကြည်စမ်းမှာအိုသွားလိုက်တာဟောပြောတယ်ဘုန်းကြီးတို့စီမှာမကြရောက်လာကြတယ်အဖိုးအိုတွေဖွားအိုကိုချင်းစားတယ်ငယ်ငယ်တုန်းကနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေနာမည်ကြီးရုပ်ရှင်မင်းသမီးကြီးတွေတို့မင်းသားကြီးတွေတို့ကြည့်လိုက်လို့ရှင်အိုမင်းရွတ်တွယာရုကြီးနဲ့ပုဂ္ဂိုလ်ကြီးတွေရောက်လာတန်ဝေကဖြစ်လိုက်စားဖြစ်เสียကောင်းလိုက်တာတစ်ချိန်တုန်းကတော့နော်ရင်ကော့ပြီးတော့အထက်တန်းသွားအနေနဲ့နေလာတာခဏကျတော့ကြည်စမ်းမှာစရာရဲ့ထောင်းမှုထုထောင်းမှုကိုခံရလို့ပုံပြက်ပန်းပြက်ထူပေးမှထနိုင်အောက်မှာမထိုင်နိုင်တော့ဘူးကလထိုင်လေးနဲ့မှထိုင်လို့ရတယ်တွဲမှထနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေရောက်တယ်ဘုန်းကြီးတို့လည်းအဲ့ကံရောက်နေတာဒီလိုဖြစ်တယ်ကဲအဲ့ဒါဟာဘဝမှာမကျေနပ်စရာတွေလူတိုင်းဟာဒီစခန်းကိုဖြတ်တန်းလို့မရဖြတ်ကျော်ခြင်းလို့မရလူတိုင်းဟာဒီစခန်းကိုရောက်ကြမှာကြည့်တယ်အိုချင်းဆိုတဲ့စခန်းရောက်လာတာနဲ့လူတွေဟာရုပ်ပြက်ဆင်းရဲဖြစ်တယ်ဘယ်လိုရုပ်ပြက်ဆင်းရဲဖြစ်သွားတွေကျိုးကုန်တယ်နော်မေးတွေထိုးကုန်တယ်နားတွေလေးကုန်တယ်မျက်စိတွေမှုံလာတယ်စရာဆိုတာဟာလူကိုအယုတ်ဆိုးအချီးတန်စေစရာတရားရဲ့ထုထောင်းမှုကြောင့်လူဟာဘလောက်လှတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အယုတ်ဆိုးအချီးတန်ငယ်ငယ်တုန်းကလှတယ်ဆိုတာဟုတ်မှဟုတ်ပါမလားလို့တောင်းမယုံကြည်နိုင်လောက်အောင်ဖြစ်လာဒါဘဝရဲ့အပြစ်အနာစာတွေပဲဘုန်းကြီးတို့လည်းအသက်80ကျော်လာတဲ့အခါကိုယ့်ကိုတန်ဝေကတွေအများကြီးဖြစ်တန်ဝေကတွေအများကြီးဖြစ်ရတယ်ဘာဖြစ်လို့တော့ဆိုငယ်ငယ်တုန်းကဆိုလို့ရှိရင်ဒါတွေမစင်စားမိဘူးမစင်စားမိရုံနဲ့မကဘူးကိုကငယ်ငယ်ဆိုရင်အဖိုးဖွားဖို့တွေတွေ့တဲ့အခါသူတို့မွေးတွေကအိုကြီးတွေပဲထမရဲ့လို့တောင်းစိတ်ကအောင်းမေ့ပြီစဉ်းစားဖို့နေတာနော်စဉ်းစားဖို့နေတာတခါတည်းရန်ကြတော့ကိုအိုတာကိုသိမမြင်ဘူးသူများအိုရင်တော့မြင်ကြဒါလည်းတဘာဝပဲသူများအိုတာကိုမြင်ပြီးတဲ့အခါကြည်စမ်းမှာအိုသွားလိုက်တာဟောပြောတယ်ဘုန်းကြီးတို့စီမှာမကြရောက်လာကြတယ်အဖိုးအိုတွေဖွားအိုကိုချင်းစားတယ်ငယ်ငယ်တုန်းကနာမည်ကြီးတဲ့ပုဂ္ဂိုလ်တွေနာမည်ကြီးရုပ်ရှင်မင်းသမီးကြီးတွေတို့မင်းသားကြီးတွေတို့ကြည့်လိုက်လို့ရှင်အိုမင်းရွတ်တွယာရုကြီးနဲ့ပုဂ္ဂိုလ်ကြီးတွေရောက်လာတန်ဝေကဖြစ်လိုက်စားဖြစ်เสียကောင်းလိုက်တာတစ်ချိန်တုန်းကတော့နော်ရင်ကော့ပြီးတော့အထက်တန်းသွားအနေနဲ့နေလာတာခဏကျတော့ကြည်စမ်းမှာစရာရဲ့ထောင်းမှုထုထောင်းမှုကိုခံရလို့ပုံပြက်ပန်းပြက်ထူပေးမှထနိုင်အောက်မှာမထိုင်နိုင်တော့ဘူးကလထိုင်လေးနဲ့မှထိုင်လို့ရတယ်တွဲမှထနိုင်တယ်ဆိုတဲ့အနေအထားမျိုးတွေရောက်တယ်ဘုန်းကြီးတို့လည်းအဲ့ကံရောက်နေတာဒီလိုဖြစ်တယ်ကဲအဲ့ဒါဟာဘဝမှာမကျေနပ်စရာတွေလူတိုင်းဟာဒီစခန်းကိုဖြတ်တန်းလို့မရဖြတ်ကျော်ခြင်းလို့မရလူတိုင်းဟာဒီစခန်းကိုရောက်ကြမှာကြည့်တယ်အိုချင်းဆိုတဲ့စခန်းရောက်လာတာနဲ့လူတွေဟာရုပ်ပြက်ဆင်းရဲဖြစ်တယ်ဘယ်လိုရုပ်ပြက်ဆင်းရဲဖြစ်သွားတွေကျိုးကုန်တယ်နော်မေးတွေထိုးကုန်တယ်နားတွေလေးကုန်တယ်မျက်စိတွေမှုံလာတယ်စရာဆိုတာဟာလူကိုအယုတ်ဆိုးအချီးတန်စေစရာတရားရဲ့ထုထောင်းမှုကြောင့်လူဟာဘလောက်လှတဲ့ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်အယုတ်ဆိုးအချီးတန်ငယ်ငယ်တုန်းကလှတယ်ဆိုတာဟုတ်မှဟုတ်ပါမလားလို့တောင်းမယုံကြည်နိုင်လောက်အောင်ဖြစ်လာဒါဘဝရဲ့အပြစ်အနာစာတွေပဲ